အားလုံးပဲမင်္ဂလာပါရှင်တင်ကြီးရောဖြစ်ပါတယ်ဒီဗီဒီယိုလေးရကြတော့ညီမတို့မနက်၈ခွဲသွားမယ်ခီးစင်လေးအတွက်ကိုညီမကိုယ်တိုင်ရင်းနှက်မုတ်လေးတွေဝေပြီးနေတာပေါ့နော်ညီမတို့တင်ကြီးအောင်ကကြတော့လာစီးတဲ့ခီးတဲ့အတိုင်းကိုအကောင်းဆုံးသောစားပစ်လေးတွေပြီးချင်တာပေါ့နော်ဒါပေမဲ့လည်းတခါတရံမှာညီမတို့ ਨੇ အစင်မပြေတဲ့ဟာလေးတွေရှိမယ်ဆိုရင်လည်းခီးတဲ့တွေဘက်ကနေပြီးတော့ခွင့်လွှတ်ပေးဖို့အတွက်ကိုညီမတို့ကတောင်းဆိုချင်ပါတယ်ရှင်ဘာလို့လဲဆိုတော့အားလုံးကလူတွေပဲဖြစ်တဲ့အတွက်ကြောင့်မလို့တခါတလေကြရင်တော့လွယ်လွယ်ကြော်ကြော်လေးတော့ရှိတတ်တာပေါ့နော်ဒါပေမဲ့လည်းညီမတို့အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်တော့စီစဉ်ပေးပါတယ်နော်ဟုတ်ကဲ့ညီမတို့ကကြတော့ဒီရန်ကုန်များရီလမ်းကြောင်းအခြေအနေနဲ့ပတ်သက်ပြီးတော့လေဗီဒီယိုလေးလည်းစတိုက်ရိုက်ပြီးတယ်ဒါမှမဟုတ်ဒီတက်ပို့ပြီးသိစင်တာလေးတွေရှိတယ်ဆိုရင်လည်းမနက်6 နာရီကနေပြီးတော့ညနေ8 နာရီတွင်ကိုဖုန်းလက်ဆက်ပြီးတော့မေးလို့ရပါတယ်ရှင်ညီမတို့ဘက်ကနေတင်ကြီးအောင်နဲ့စီးတီဖြစ်စေမစီးတီဖြစ်စေလမ်းကြောင်းအခြေအနေလေးတွေမီးမျက်နှာလေးတို့တေချာလေးဖြစ်ပြီးနေပါတယ်နော်နောက်တစ်ခုကကြတော့ညီမတို့ကကြတော့ဒီဖုန်းဖြေတာလေးကိုပို့ပြီးအားတန်တဲ့အတွက်ကြောင့်မလို့ပေါ့နော် TikTok Messenger တို့ Viber Messenger တို့ Telegram Messenger တို့မှာ reply ချမယ်ဆိုရင်လည်းနည်းနည်းလေးစောင့်ပြီးတော့စောင့်ပေးပါနော်ညီမတို့ကိုဒါမှမဟုတ်စောင့်တာမကြိုက်မစောင့်နိုင်ဘူးဆိုရင်တော့ဖုန်းဆက်လိုက်တာအကောင်းဆုံးပါဖုန်းဆက်တယ်ဆိုရင်တော့ညီမတို့အချက်ချင်းကင်ပြီးဖြည့်ပေးပါတယ်နော်မနေ့6 နာရီကနေညနေ8 နာရီတွင်အချိန်မီဖုန်းဆက်မေးမြန်းလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်